မင်္ဂလာပါရမ်မြအင်စတီကျူနိုင်ငံရေးသုတေသနဌာနနဲ့လွတ်လပ်သောမော်ဒရဲအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငြိမ်းချမ်းရေးတုံ့ပြန်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အာနာသိန်းစစ်အုပ်စုရဲ့ငြိမ်းချမ်းရေးခြေလှမ်းအသစ်ဆိုတဲ့ကောင်းစဉ်နဲ့ကျမနွန်တဲ့ကပြောပြပေးသွားမှာပါအာနာသိန်းစစ်အုပ်စုရဲ့ရွေးကောက်ပွဲအလွန်ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဟာရည်တရာစီမံကိန်းအတွင်းတည်တည်တသာတက်ကြွလာခဲ့ပါတယ်။အထူးသဖြင့်စစ်အုပ်စုရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ဟာတနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့တမက NCA ပြင်ပရှိအင်အားကြီး EAO အဖွဲ့တွေနဲ့ပါတီချတွဲဆုံဆွေးနွေးမှုတွေစတိုက်ပြုလုပ်နိုင်ခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်ပြန်လည်အသက်ဝင်လာခြင်းလားဒါမှမဟုတ်စစ်အုပ်စုရဲ့နိုင်ငံရေးနဲ့လုံခြုံရေးစီမံခန့်ခွဲမှုပုံစံတို့ပြောင်းလဲလာခြင်းလားဆိုတဲ့မိကုံကိုဖြစ်ပေါ်စေပါတယ်။ NSPNC အနေနဲ့2026ခုနှစ်ဇွန်လကနေအခုဩဂုတ်လအစပိုင်းအထိနေပြည်တော်မှာတဖွဲ့ချင်းအလိုက်အနည်းဆုံး EAO ကိုဖွဲ့နဲ့စတိုက်တွဲဆုံခဲ့တယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်အစုအဖွဲ့ 7EAO Alliance တို့အဖွဲ့နဲ့လည်းအလို့တဘောတွဲဆုံမှုတွေရှိခဲ့ပါတယ်ဒီဖြစ်စဉ်တွေက NSPNC ရဲ့ဆက်ဆက်ရေးနယ်ပယ်ဟာ NCA အဖွဲ့တွေနဲ့သာကတ်သက်မနေတော့ပဲ NCA ပြင်ပရှိ EAO အဖွဲ့တွေအထိကျယ်ပြန့်လာကြောင်းဖော်ပြနေပါတယ်အထူးသဖြင့် NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အဖွဲ့တွေနဲ့ဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ်လာတာဟာစစ်အုပ်စုရဲ့လက်ရှိငြိမ်းချမ်းရေးမဟာဗျူဟာမှာ NCA တစ်ခုတည်းကိုသာအခြေခံလို့တဲ့ဆက်ဆက်ရေးမူပေါင်းအဖြစ်အသုံးမပြုတော့တဲ့လက္ခဏာဖြစ်ပါတယ်ဒီလိုပြောတာဟာ NCA စာချုပ်လုံးဝအရေးမပါတော့ဘူးလို့မဆိုနိုင်ပါဘူးအခြားတစ်ဖက်မှာလည်း NSPNC အနေနဲ့ဇူလိုင်လ20ရက်နေ့နဲ့21ရက်နေ့တို့မှာ 7EAO Alliance အစုအဖွဲ့နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာပြည်လည်သုံးသက်ခြင်းဆွေးနွေးပွဲကို2ရက်ကြာပြုလုပ်ခဲ့ပါသေးတယ်။ဒါကြောင့်စစ်အုပ်စုရဲ့လက်ရှိငြိမ်းချမ်းရေးချင်းကပ်ပုံဟာ NCA ကိုဆက်လက်ထိန်းသိမ်းထားတာနဲ့ NCA ပြင်ပအဖွဲ့တွေနဲ့တဖွဲ့ချင်းဆက်ဆံရေးချက်ထွင်တာတွေကိုတပြိုင်နက်လှုပ်ဆောင်တဲ့နီးပြူဟာကိုစစ်တုံးနေပါတယ်။ဒါဟာ2026ခုနှစ်ငြိမ်းချမ်းရေးလှုပ်ရှားမှုရဲ့အရေးကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA ဟာရခိုင်ကနိုင်ငံရေးဆွေးနွေးမှုတွေတမကအဓိကမူပေါင်းအဖြစ်ရှိခဲ့ပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲအလွန်သွေးဆုံမှုတွေကိုပြန်ကြည့်ရင် NCA ကိုဗဟိုပြုထားတဲ့စုပေါင်းဆွေးနွေးရေးပုံစံထက်အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့တိကျဆွေးနွေးတဲ့ပုံစံကပိုပြီးထင်ရှားနေပါတယ်။ဒီပုံစံဟာစစ်အုပ်စုအတွက်အားသာချက်အချို့ရှိနိုင်ပါတယ်။ NSPNC နဲ့တွဲဆုံခဲ့တဲ့ EAO တပွဲချင်းစီမှာနိုင်ငံရေးရည်မှန်းချက်စစ်ရေးအင်အားနယ်မြေထိန်းချုပ်မှုမဟာမိတ်ဆက်ဆံရေးနဲ့ဒေသဆိုင်ရာအကျိုးစီးပွားတွေစတဲ့နိုင်ငံရေးနောက်ခံတဲ့ရည်တည်ချက်တွေမတူညီကြတာလက်ရှိငြိမ်းချမ်းရေးလှုပ်ရှားမှုအတွင်းသတိပြုရမယ့်အချက်ပါပဲအားလုံးကိုမူပေါင်းတစ်ခုတည်းနဲ့ဆွေးနွေးတာထက်တပွဲချင်းလိုက်ဆက်ဆံတာကမတူညီတဲ့အကျိုးစီးပွားနဲ့လိုအပ်ချက်တွေကိုတီးခြားကင်တွယ်နိုင်စေပါတယ်တဖွဲ့ချင်းဆွေးနွေးမှုဟာပဋိပက္ခအချို့ကိုယာယီလျှော့ချနိုင်ပေမဲ့မြန်မာနိုင်ငံရဲ့အခြေခံနိုင်ငံရေးပြည်ထနာတွေဖြစ်တဲ့အာဏာခွဲဝေမှုဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့လုံခြုံရေးဆိုင်ရာအာမခံချက်တွေကိုစုပေါင်းဖြည့်ရှင်းနိုင်မဲ့နိုင်ငံရေးမူပေါင်းတရက်ကိုအလိုလျောက်ဖန်တီးပေးနိုင်မယ်တော့မရှိပါဘူးဒါကြောင့်လက်ရှိသွေးဆောင်မှုတွေကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်ရှင်းသန်လာခြင်းလို့သတ်မှတ်တာထက်စစ်အုပ်စုနဲ့ EAO အဖွဲ့တွေကြားဆက်ဆက်ရေးပုံစံပြန်လည်တည်ဆောက်နေတာလို့သတ်မှတ်ခြင်းကပုံမသိလျော်နေပါတယ်လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကိုသုံးသပ်ရာမှာအထူးသတိပြုရမယ့်အချက်တစ်ခုကတွဲဆုံခြင်းနဲ့သဘောတူညီခြင်းတို့ကိုတူညီတဲ့နိုင်ငံရေးအဓိပ္ပာယ်ဖြစ်မယူဆသင့်ခြင်းပဲဖြစ်ပါတယ်မွန်ပြည်သက်ပါတီအပါအဝင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့ချုပ် NSPNC နဲ့တွဲဆုံခဲ့တာအဲ့ဒီအဖွဲ့တို့ကစစ်အုပ်စုရဲ့နိုင်ငံရေးလမ်းကြောင်းကိုလက်ခံလိုက်တာလို့ပြောဆိုဖို့ခက်ခဲပါတယ်အလားတူပဲစစ်အုပ်စုဘက်ကအဖွဲ့တစ်ခုနဲ့တွဲဆုံနိုင်တာကလည်းအဲ့ဒီအဖွဲ့ပေါ်နိုင်ငံရေးဩဇာတည်ဆောက်နိုင်ပြီလို့မဆိုလိုနိုင်ပါဘူးအဖွဲ့အစည်းတွေအတွက်ဆွေးနွေးပွဲဟာအခြားနီလန်းတွေနဲ့မရနိုင်တဲ့ဒေသဆိုင်ရာအန်ဒီရဲ့ရှော့ချရေးအ
အဖွဲ့အစည်းအကျိုးစီးပွားနဲ့နိုင်ငံရေးရည်တည်ချက်ကိုတိုက်ရိုက်တင်ပြရေးနဲ့ဆက်သွယ်ရေးလမ်းကြောင်းမပိတ်တော်စေရေးတို့အတွက်အသုံးချနိုင်တဲ့နိုင်ငံရေးလမ်းကြောင်းတစ်ခုတည်းဖြစ်နိုင်ပါတယ်။စေအုပ်စုနဲ့နိုင်ငံရေးသဘောထားလုံးဝမတူတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ကလည်းအားလုံးပါဝင်တဲ့ဆွေးနွေးရေးလမ်းကြောင်းဆိုတဲ့စကားလုံးကိုထုတ်ဖော်ပြောဆိုလာပြီးဖြစ်ပါတယ်။တိုင်းသားလက်နက်ကိုင် EAO အဖွဲ့တစ်ခုက NSPNC နဲ့တွဲဆုံခြင်းတစ်ခုတည်းပေါ်အခြေခံပြီးသူတို့နိုင်ငံရဲ့ရည်တည်ချက်ပြောင်းလဲသွားပြီးလို့ကောက်ချက်ချလိုက်တာမမှန်ကန်နိုင်ပါဘူး။အဲ့ဒီအစားတွဲဆုံပြီးတဲ့နောက်လက်တွေ့မြေပြင်မှာမြစ်သည့်နိုင်ငံရေးဒါမှမဟုတ်စစ်ရေးပြောင်းလဲမှုဖြစ်ပေါ်လာပါတယ်လဲဆိုတဲ့အချက်ကပဲအဖွဲ့တစ်ခုရဲ့နိုင်ငံရေးရည်တည်ချက်ပြောင်းလဲသွားတာကိုဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဇူလိုင်လ2ရက်နေ့မှာ NSPNC နဲ့မွန်ပြည်သစ်ပါတီတို့တွဲဆုံခဲ့တာကိုအကဲဖြတ်ရရင်တွဲဆုံသည်မတွဲဆုံသည်ဆိုတဲ့အချက်ထက်ဘလို့အကြောင်းအရာကိုဆွေးနွေးခဲ့တယ်လဲဘလို့ကတိကဝတ်တွေဖြစ်ပေါ်လာတယ်လဲတွဲဆုံမှုအပြီးမွန်ပြည်သစ်ပါတီရဲ့နိုင်ငံရေးနဲ့လုံခြုံရေးရည်တည်ချက်ဘလို့ပြောင်းလဲလာတယ်လဲဆိုတဲ့အချက်တွေကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်ဘလို့ပဲပြော2026ခုနှစ်အတွင်း NSPNC ရဲ့စက်တိုက်တွဲဆုံမှုတွေဟာမြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလှုပ်ရှားမှုအသစ်တရက်ပေါ်ပေါက်လာနေကြောင်းပြသနေပါတယ်အထူးသဖြင့် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တို့နဲ့ဆက်ဆံရေးကိုဆက်လက်ထိန်းထားတဲ့တစ်ချိန်တည်းမှာပဲ NCA အပြင်ပအဖွဲ့တွေနဲ့ပါဆက်ဆံရေးချဲ့ထွင်လာတာစေအုပ်စုရဲ့ငြိမ်းချမ်းရေးချင်းကပ်ပုံပြောင်းလဲလာမှုကိုဖော်ပြနေပါတယ်ဒီသွေးဆုံမှုတွေကိုငြိမ်းချမ်းရေးရဲ့အစဖြစ်နိုင်ပေမဲ့သွေးဆုံမှုတစ်ခုတည်းကငြိမ်းချမ်းရေးမဟုတ်ပါဘူးသွေးဆုံဆွေးနွေးရေးကနေတစ်ဆင့်နိုင်ငံရေးသဘောတူညီချက်အားလုံးလက်ခံနိုင်တဲ့နိုင်ငံရေးမူပေါင်းနဲ့အကောင့်ထဲပေါ်နိုင်တဲ့ရန်တရားတွေစီတို့ရွေ့လျားနိုင်မှာပဲလက်ရှိခြေလှမ်းတွေကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်ရှင်းသန်လာခြင်းလို့သတ်မှတ်နိုင်မှာပါအဲ့ဒီအစစ်ကိုမရောက်ရှိသေးတဲ့စစ်အုပ်စုရဲ့ငြိမ်းချမ်းရေးခြေလှမ်းတွေဟာနိုင်ငံရေးအပြေရှားမှုထက်ပဋိပက္ခတွေကိုအပိသက်ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့အချိန်မှာပဋိပက္ခအရှိန်ကိုထိမ့်သိမ်းခြင်းနဲ့အခြေအနေပုံမဆိုးရွားလာစေဖို့နိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေကိုစီမံခန့်ခွဲရေးအတွက်ကြိုးပမ်းတဲ့နိုင်ငံရေးနည်းဗျူဟာတရက်ဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။ယခုသုံးသက်ချက်စာတမ်းကိုရမညာအင်စီဂျူမှနိုင်ငံရေးသူတေသီများရေးသားထားပြီးအင်မနာကရုပ်သံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။